ကဲခုဆိုရင်တော့ကိုလုံးကွတ်တဲ့အစီကိုစတင်ပြီးတော့ရောက်ရှိလို့လာပါပြီရှင်အရင်ဆုံးကွတ်စနဲ့ကိုထဲကိုတွဲချုပ်လိုက်တယ်တွဲချုပ်ပြီးလို့ရှင်ပပတ်လေကိုတတက်ရက်လှန်လိုက်ပြီးလို့ရှင်မမျိုးတို့ဒီသူ့ရဲ့ပုံစံတိုင်းကြကြနနာထားပြီးတော့ဒါကလစ်လေးနဲ့လိုက်ပြီးတော့ညှက်လိုက်ပါတယ်ကလစ်လေးနဲ့ပပတ်လေညှက်ပြီးလို့ရှင်ဒါမမျိုးတို့သူ့ကိုလက်ချုပ်လေးနဲ့လိုက်ပြီးတော့ချုပ်ပါမယ်ရှင်ဒီနေရာမှာဆက်ချုပ်အနေနဲ့လည်းချုပ်လို့ရပါတယ်မမျိုးကတော့လက်ချုပ်လေးသုံးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လက်ချုပ်လေးပဲလိုက်ပါတယ်ဗီဒီယိုမြန်ထားပါတယ်ရှင်လက်6တိုင်းတာကြည့်မယ်ဆိုလို့ရှိရင်ဗီဒီယိုကဒီနေ့ပြီးမှမဟုတ်တော့ပါဘူးရှင်နောက်နေ့ကူရနိုင်ပါတယ်ရှင်ဗီဒီယိုမှာဒါမြန်ဆန်နေတာအပြင်မှာတော့တော်တော်လေးကြကြဒီပပတ်လေပြီးဖို့အတွက်ကိုတော်တော်လေးအချိန်ပေးပြီးလောက်လိုက်ရပါတယ်အချိန်ပေးပြီးလောက်လိုက်ရတယ်ဆိုတာကလည်းတစ်ခါတည်းထိုင်မလို့လို့ပါထိုင်လိုက်ထားလိုက်နဲ့ဟိုဒါစားလိုက်ဒီဒါတောက်လိုက်နဲ့လုပ်နေလို့ပါတစ်ချက်ကတစ်ချက်ထတစ်ချက်ထိုးတစ်ချက်ထိုင်တစ်ချက်စားလုပ်နေလို့ပါရှင်အဲဒါကြောင့်ကြာနေတာပါရှင်ခုဆိုရင်ဗီဒီယိုမှာပြထားတဲ့အတိုင်းဒါချုပ်သွားပါတယ်ရှင်ဒီတိုင်းလေးပဲဆက်ချုပ်သွားပါပဲနော်ဘာပြောမှန်းလည်းမသိတော့ပါဘူးရှင်ထောက်တဲ့ခါကျရင်လေအချီကျိုးအရှိကြီးမလုပ်ဖို့သတိပေးပါရစေဘာကြောင့်လဲဆိုတော့ချုပ်ရင်အချီကျိုးရှည်တဲ့ခါကျရင်ဘေးကထိန်းနေတဲ့ကလေးနဲ့ညှိသွားနိုင်လို့ပါရှင်ဒါကြောင့်မို့လို့အချီကျိုးအရှိကြီးမလုပ်ထားပါနဲ့နော်လို့ပြောပြရစီရှင်အဲ့ဒီချိန်မှာကြံရင်တစ်ခွက်လက်ပေးပါတယ်မကြံရင်မတောက်ရပါဘူးတဲတန်ကဲမှန်ချုပ်နေရပါတယ်ဖုံးအားလည်းကုံတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်ကလေးချုပ်နေရပါတယ်ရှင်အိမ်မှာဆိုလာမရှိတဲ့အတွက်ကြောင့်မို့ဖုံးကိုတခြားနေရာမှာတွင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့ဖုံးအားကိုလည်းချွေတာပြီးတော့တုံးနေရတဲ့ဘဝပါရှင်ခုဆိုလို့ရှိရင်နောက်ထပ်ရှုတောက်တစ်ခုကနေပြီးတော့ထပ်မှန်ပြီးတော့ရိုက်ပြထားပါမယ်ဆက်လက်ဆူရှာပေးပါဦးရှင်ဒီလက်ချုပ်လိုက်တဲ့ဗီဒီယိုဖိုင်လည်းတော်တော်လေးရှည်လိုက်လားလို့နော်ကြံရင်လေးတောက်လိုက်ပါဦးရှင်လက်ချုပ်ပိုင်းပြီးပြီဆိုတော့စစ်ပိုင်းလေးပေါ့နော်စစ်ကြတော့ဒါကွတ်ထားပြီးပါပြီလက်ချုပ်လိုက်ရင်ကောင်းမလားစက်နဲ့ပဲချုပ်ရင်ကောင်းမလားစဉ်းစားနေတော့မို့လို့ဒီဗီဒီယိုကိုအဆုံးတက်လိုက်ပါရစေရှင်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါ